အားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်ဒီနေ့မှာတော့မလေးရှားကောက်ဆွဲကြော်ဆိုင်ကြော်နီးလေးကိုကျွန်တော်မျှပေးမှာဖြစ်ပါတယ်ခင်ဗျာတောင်းဆိုတာတဲ့သူတွေရှိတဲ့အတွက်ကျွန်တော်လည်းအိမ်မှာကြော်စားဖြစ်လိုက်ပါတယ်ခင်ဗျာဒီကြော်နီးလေးတိုင်းလိုက်ကြော်စားကြည့်ပါအရင်စားလို့ကောင်းပါတယ်ခင်ဗျာမလေးရှားကောက်ဆွဲကြော်အတွက်ပါဝင်တဲ့ပစ္စည်းတွေကတော့မုံညင်းစိမ်ကြက်သွန်နီကြက်သွန်ဖြူခရမ်းညင်သီးပဲပဲမောက်တို့ဖြစ်ပါတယ်ကိုကဒီနေ့မှာအဆက်စားခြင်းနဲ့ဆိုလို့ရှိရင်တော့ငွေသီးစိမ်းလေးတွေကိုလှီးပေးထားလို့ရပါတယ်ကြောက်နှလုံးခောက်ထားမယ်ဒါကတော့မုတ်ဖက်15ချက်သားဖြစ်ပါတယ်ခင်ဗျာနောက်ထပ်ကျွန်တော်တို့ပဲငပိလိုအပ်ပါမယ်ခင်ဗျာအဓိကပဲငပိနံလေးမှုေးနေရပါမယ်ရင်ဆုံးအိုးပူအောင်ထားမယ်အိုးပူပြီဆိုလို့ရှိရင်တော့ကျွန်တော်တို့စီထည့်ပါမယ်စီပူလာပြီဆိုလို့ရှိရင်တော့ကြက်ဥလေးထည့်ပါမယ်ခင်ဗျာကြက်ဥကိုကြောင်ကြော်လိုက်ပါမယ်ကိုကဒီနေရာမှာအသားထည့်ခြင်းနဲ့ဆိုလို့ရှိရင်တော့အသားကြောင်ထည့်ကြော်ပေးရမှာဖြစ်ပါတယ်အသားတွေကြက်ဥတွေကြက်ပြီဆိုလို့ရှိရင်တော့ကြက်သွန်ဖြူနဲ့ကြက်သွန်နီထည့်ပေးရပါမယ်အနေငယ်သမားတော့အောင်မွေးမယ်အနံလေးမွေးလာပြီဆိုလို့ရှိရင်တော့ခရမ်းကျင်သီးထည့်ပါမယ်ခရမ်းကျင်သီးကိုမကြိုက်ရင်ရှောင်လို့ရပါတယ်ခင်ဗျာငယ်သီးစိမ်းမှာထည့်မယ်ဆိုလို့ရှိရင်ငယ်သီးစိမ်းရဲ့ထည့်ပေးရမှာဖြစ်ပါတယ်အသီးရွက်တွေထည့်ပြီးလို့မှုေးပြီးဆိုလို့ရှိရင်တော့ညှက်ပြားထည့်ပြီးတော့တမတော့အောင်မှုေးလိုက်ပါမယ်ညှက်ပြားကိုပျော့သွားအောင်ပေါ့နော်မှုေးပေးရမှာဖြစ်ပါတယ်ညှက်ပြားလေးတွေပျော့လာပြီဆိုလို့ရှိရင်တော့ရတဲ့အတွက်ချက်သားမုံလေးနည်းငယ်ထည့်ပါမယ်တခြားလေးနည်းငယ်ထည့်ပါမယ်ခင်ဗျာနောက်ထပ်အယောင်တင်မုံလေးထည့်ပါမယ်ဆိုင်မှာဆိုလို့ရှိရင်တော့စီနီလေးနည်းငယ်သုံးနေပေါ့နော်နောက်ထပ်ကျွန်တော်တို့ပဲငပိလေးထည့်ပါမယ်ခင်ဗျာပဲငပိလေးထည့်ပြီးဆိုလို့ရှိရင်တော့ကျွန်တော်တို့တမတော့အောင်ပြန်မှုေးလိုက်မယ်တမသွားပြီဆိုလို့ရှိရင်တော့အသီးရွက်တွေထည့်ပါမယ်ခင်ဗျာအသီးရွက်တွေထည့်ပြီးဆိုလို့ရှိရင်တော့အသီးရွက်တွေကိုနွမ်းသွားအောင်လို့ပြန်ကြော်ပေးရပါမယ်ဒီနေရာမှာပေါ့နော်ကိုကဆန်ပြားရှိလို့ရှိရင်တော့ဆန်ပြားအကြီးကိုသုံးပေးတာကောင်းပါတယ်ခင်ဗျာကျွန်တော်ကဆန်ပြားအကြီးရှာတာမရတဲ့အတွက်ကျွန်တော်တို့မုတ်ဖက်ပြားနဲ့ပဲကြော်ပေးလိုက်တာဖြစ်ပါတယ်ခင်ဗျာအခုလိုမျိုးအသီးရွက်တွေနွမ်းပြီးတော့အနံလေးမွေးလာပြီဆိုလို့ရှိရင်တော့ကြံနေသေးတဲ့အရသာဆက်ထည့်ပေးပါမယ်ခင်ဗျာပဲငပြရဲ့အကျဲထမင်းစားစုံးနဲ့တစုံထည့်ပေးရပါမယ်ခရူစီကိုလည်းထမင်းစားစုံးနဲ့တစုံထည့်ပေးရပါမယ်ခင်ဗျာဒါကျွန်တော်နောက်ဆုံးမှထည့်တယ်ဆိုတာကအသီးရွက်တွေလည်းနောက်ဆုံးမှထည့်တာဖြစ်တဲ့အတွက်ခရူစီနဲ့ပဲငပြရဲ့အကျဲကိုနောက်ဆုံးမှထည့်ပေးရပါတယ်နောက်ဆုံးအိုးချကန်ဒီမှာတော့ကျွန်တော်တို့စီမွေးလေးနည်းငယ်ထည့်ပြီးတော့တမတော်အောင်ပြန်မွေးပေးလိုက်လို့ရှိရင်တော့အရန်စားလို့ကောင်းတယ်မလေးရှားကောက်ဆွဲကြော်လေးရပြီဖြစ်ပါတယ်ခင်ဗျာကြည့်ရှုအားပေးနေတဲ့ဒုတိယတိုင်းကိုကျေးဇူးထူးတင်ပါတယ်ခင်ဗျာကျွန်တော်ဒီဗီဒီယိုလေးကိုကြိုက်နေတဲ့ဆိုလို့ရှိရင်တော့ like and share လုပ်ပေးသွားဖို့တောင်းဆိုချင်ပါတယ်ခင်ဗျာကျွန်တော် page လေးကိုလည်း like and follow လုပ်ပေးသွားဖို့တောင်းဆိုချင်ပါတယ်ခင်ဗျာအားလုံးကျေးဇူးတင်ပါတယ်ခင်ဗျာ bye bye